စားခြင်းစပွဲမှုဟင်းချက်နီ3နီအားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်အိရှင်မတို့ရဲ့ဒီဟင်းချက်နီလေးတွေကတော့လွယ်ဆိုမှလွယ်ပါပဲရှင်အသားတက်လည်းအပြေးဝပဝင်းကကျမ်းမာရေးနဲ့လည်းညီညွတ်ပါရဲ့နော်အများကြီးစားရင်တော့သွေးတိုးတာတို့မှုတောက်တာတွေရှိတက်လို့မှုနဲ့တဲတဲ့သူတွေကတော့ထိမိခွေးပါပဲနော်နံပါတ်1ကောက်ရိုးမှုချင်ဆက်ချက်နီဒါကတော့အလွယ်တကူရှာလို့လွယ်တဲ့မှုအလုံးလေးတွေပါနော်ကောက်ရိုးမှုလို့လည်းခေါ်ပါရဲ့ရှင်ရှာပေါ်တင်လိုက်တာနဲ့ဆွဲမိထိမိပါပဲနော်မှုဟင်းတစ်ခွက်နဲ့ထမင်းနှစ်ပကံပဲမို့လို့ကျမတို့လိုက်ချက်စားကြည့်ကြရအောင်ပါအရင်ဆုံးဈေးကဝယ်လာတဲ့ကောက်ရိုးမှုအလုံးလေးတွေကိုစားနဲ့တေးချလေးရေးစိတ်ပေးပါတန့်စင်အောင်ဆေးကြောပြီးရင်တော့ကိုချက်ချင်တယ်လို့လေးလှိဖြတ်ပေးလိုက်ပါရှင်ပြီးရင်တော့ငရုတ်ပွားရိတ်ချက်တော်မိတ်ရိတ်ချက်တော်ဖြူလေးတွေရဲ့ကိုအစိတ်စိတ်လေးတွေလှုပ်ထားပေးပါနောက်တော့ငရုတ်ပွားအစိမ်းပြင်အနီတွေအဝါတွေလည်းထည့်လို့ရတာမလို့အစင်ပြေတယ်လို့လေးအသုံးပြုလို့ရပါတယ်နောက်တော့မှုချက်တဲ့ထဲမဲ့ sauce ကိုပြင်ဆင်ပါမယ်နော်အရင်ဆုံးပကံလုံးတစ်လုံးထဲမှာငပြရည်တစ်စုံခရူးစီစောင်းဟင်းခတ်မုံနဲ့တကြားတစ်စုံကိုထည့်ပေးပါပြီးရင်တော့အချိုမကြိုက်တဲ့သူတွေဆိုရင်တော့ငရုတ်ကောင်းမှုလည်းထည့်လို့ရသလိုငရုတ်သီးမှုလည်းထည့်လို့ရပါတယ်ရှင်နောက်တော့ရေနွေးပုတ်ပွက်ဆိုတဲ့ထဲမှာမှုတွေကိုထည့်ပြုတ်လိုက်ပါရှင်နောက်တော့ဝက်သားလေးတွေကိုအနှဲငယ်ကြော်ပေးပါပြီးရင်တော့မှုတွေကိုထည့်ပြီးငရုတ်ပွားနဲ့ချက်သွုံမိတ်တို့ကိုထည့်ချက်အားလုံးပြီးရင်တော့ခုနက sauce တွေကိုချက်ပြုတ်ပြီးချက်ပေးလိုက်ရင်တော့အရသာရှိပြီးရှာလဲစေမဲ့ကောက်ရိုးမှုချင်းဆက်ဟင်းလေးရလာပါပြီနံပါတ်2မှုခရူးစီကြောဒီမှုကတော့တစ်ဆွေးမှုလို့လည်းခေါ်ပါတယ်ဝက်ဘိုးမှုလို့လည်းခေါ်ပါတယ်ရှင်ဝါရွက်တွေဆွေးမြေ့ပြီးပေါက်လာတဲ့မှုမို့လို့အတော်လေးကိုစားကောင်းပါတယ်နော်အရင်ဆုံးဒီမှုတွေကိုစားနဲ့တေးချလေးစေးကြောတန့်စင်ပေးပါပြီးရင်တော့ချက်သွုံမိတ်လေးတွေကိုလှိဖြတ်ပေးထားပါရှင်နောက်တော့ချက်သွုံဖြူရဲ့ငရုတ်ပွားရဲ့ကိုလှိထားပေးပါပြီးရင်တော့ sauce ချက်ဖို့အတွက်ပကံလုံးတစ်ခုထဲမှာစားဟင်းခတ်မှုဘဲငပြရည်တစ်စုံငါးငပြရည်နဲ့ခရုစီ2စုံကိုထည့်ပေးပါနောက်တော့ပြောင်းကော်မှုတစ်စုံကိုပါထည့်မွေပေးလိုက်ပါရှင်ဒါပြီးရင်တော့ရင်နွေးပုတ်ပွက်ဆိုတဲ့ထဲကိုစားလေးအနှဲငယ်ထည့်ပြီးမှုတွေကိုပြုတ်ထားပေးပါဒါတွေပြီးရင်တော့မီးဖို့ပေါ်မှာတဲအိုးတဲစီထည့်ပြီးချက်သွုံဖြူနဲ့ချက်သွုံမိတ်လေးတွေကိုထည့်ကြော်ကောင်းမှုလေးတွေကိုပါထည့်ကြော်ပေးလိုက်ပါပြီးရင်တော့ခုနက sauce ကိုထည့်ပြီးငရုတ်ပွားတွေကိုထည့်ကြော်ကအရသာရှိပြီးတော့ရှာပေါ်မှာဆွဲစီမဲ့မှုခရုစီချက်လေးရလာပါပြီနော်ဒီမှုနဲ့ချက်သမျှအတော်လေးကိုစားကောင်းတာမလို့ချက်စားကြည့်လိုက်ပါအောင်ရှင်နံပါတ်3ချက်သားမှုကြောဒီမိုကတော့ထင်းရှုံမှုလို့လည်းခေါ်သလိုပြားရည်မှုလို့လည်းခေါ်ပါတယ်။အဲ့ဒီမှုတွေကိုပပလေးလှိဖြတ်ပြီးမှုတွေကိုစားရည်လေးနဲ့ခဏစိမ်ထားပေးပါ။နောက်တော့ခါကြောက်လေးကိုလှိပြီးနုံလေးတွေလှုပ်ထားပေးပါနော်။ချက်သားတွေကိုလည်းလှိပြီးအရသာနှက်ထားဖို့အတွက်ဟင်းခတ်မှုနဲ့ဘဲငပြာရည်ပြောင်းကုန်မှုလေးထည့်ပြီးအရသာနေထားပေးပါ။ဒါပြီးရင်တော့ချက်သွုံဖြူလေးတွေကိုလှိထားပြီးချက်သွုံမိတ်ငရုတ်ပွားတို့ကိုလှိထားပေးပါအောင်ရှင်။ဒါရီအားလုံးပြီးသွားရင်တော့ထုံးစံအတိုင်း sauce လုပ်ဖို့အတွက်စားဟင်းခတ်မှုခရူးစီတို့ကိုထည့်ပြီးငရုတ်ကောင်းတို့ကိုထပ်ထည့်ကောင်းရေလေးနဲ့ငယ်ထည့်ပြီးမှွေပေးပါရှင်ပြီးတဲ့နောက်မှာတော့ခါကျုပ်တွေနဲ့မှုတွေကိုမီးပေါ်တင်ပြီးအနှဲငယ်ဣနေအောင်ပြုတ်ထားပေးပါအားလုံးပြီးရင်တော့ကြက်သားတွေကိုစီပူထဲမှာထည့်ကြော်ပေးလိုက်ပါရှင်ပြီးရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်မိတ်တို့ကိုထည့်ကြော်ပေးပါအဲ့ဒါတွေပြီးရင်ခုနကမှုနဲ့ခါကျုပ်တွေကိုထည့်ပြီး sauce လေးပါဆန်းကမှုဟင်းလေးတစ်ခွက်ကိုချက်ပေးလိုက်ပါအားလုံးချက်သွားပြီဆိုရင်တော့ချက်သားမှုဟင်းလေးရလာပါပြီရှင်အရသာလေးရှိပြီးအတော်လေးကိုစားလို့ကောင်းပါပဲရှင်ဆက်လက်ပြီးလွယ်ကူရိုးရှင်းဟင်းလေးရတဲ့အတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ